ကဗီဒီယိုတွေကိုခုလိုမျိုးမှာဆန်လို့နဲ့ဘယ်လိုမျိုးကြည့်ရမလဲဆိုတော့သိချင်တယ်မလားသိချင်ဆုံးနေကြည့်လိုက်အဲ့လိုမျိုးကြည့်ချင်တော့ကျွန်တော်တို့ YouTube app မှာသွားပြီးတော့ကြည့်လို့ရမှာမဟုတ်ပါဘူးဒီမှာသွားပြီးကြည့်လို့ရလဲဆိုတော့ Chrome မှာသွားပြီးကြည့်လို့ရပါတယ်အဲ့ဒါလေးပါဒီဆုံးရင်းနဲ့ Chrome နဲ့ပါမယ်ပြီးရင်ကျွန်တော်တို့ YouTube website ကိုပါဟိုဒီဆုံးလုံးဝမှာဒီ post က upside လေးသုံးလုံးဝင်ရရင်ဒီမှာ desktop site ဆိုရှိရင်အကောင့်လေးကိုအမှန်တကယ်ဒါဆိုရင်တော့ကျွန်တော်တို့ကြည့်နေတဲ့ video ကိုပြလိုက်မယ် ဒီမှာတော့အင်္ဂလိပ်လိုကြီးပဲစာရန်ထုတ်ထားရဲဒါကိုကျွန်တော်မြန်မာစာရန်ထုတ်ပြပါအဲ့လိုလေးပဲဒီဆုံးအနေနဲ့ဖုန်းကိုကျွန်တော်လေးထုတ်တာโอเคဒီ setting လေးကိုပြလိုက်အကောင့်လေးကိုနှိပ်မယ်ပြန်ရင်အပေါ်နည်းနည်းဆွဲပြီးတော့ဒီမှာ subject cc ဆိုတာရှိတယ်အကောင့်လုံးရှင်းလေးဒီကြရင် outsource ဆွဲစားတယ်ဒီမှာ auto translate ဆိုတာရှိပါတယ်ကျွန်တော်လေးပြင်မယ်ဒီကြရင်ဒီမှာကျွန်တော်လေး Burmese ကိုလိုက်ချပါမယ်Burmese ဆိုပြီးအကောင့်လေးကိုနှိပ်လိုက်အောင်ဒါဆိုတော့ရပါပြီ For 24 hours, and these two contestants are going to vlog what it's like to live here. It's first all over the city. Let's see what they do. And immediately after the contestants moved into it, I made this announcement. When that timer hits 0, that portal is going to open, and half of you will get... Okay, ဒါဆိုတော့ YouTube မှာမြန်မာစာအုပ်နဲ့ဘယ်လိုမျိုးကြည့်ရမလဲဆိုတာကိုပြောတော့ပြပါတယ်အားလုံးပဲသင်ပြကြပါစေအားလုံးပဲသိပါ